မင်္ဂလာပါခင်ဗျကျွန်တော်နာမည်မင်းသားကြီးတခေါ်ပါတယ်ကျွန်တော်ဗာပြောချင်တယ်ဆိုတော့ကျွန်တော်28ရောက် free စေဖို့အဖို့9000နဲ့ကျွန်တော်ထိုးပေးနေပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော် messenger မှာလာပြီးတော့မေးကြတယ်ဒီ fancy ပုံလေးကိုဘယ်လောက်ပေးရမလဲပေါ့ဘယ်လောက်ရလို့မဟုတ်ပါဘူးကျွန်တော်9000ယူပါမယ်ဘာဖြစ်လို့လဲဆိုတော့စေဖို့အဖို့ပုံကြီးထိုးလေဒီပစ္စည်းတွေကပြန်ပြီးတော့တက်ဆင်ရတာပဲလေဒီလက်အိတ်တွေဒီဆက်ပြပါညာတာရကာတွေပစ္စည်းတွေပေါ့ဗျာအများကြီးပေါ့ပရင်တာတွေကစမှင်ကန်တွေကစပြန်ပြီးတော့တက်ဆင်ရတာအစ်စ်ပြန်ပြီးတော့လဲလှယ်ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စေဖို့အဖို့လက်9000ပဲပြန်ယူပါတယ်တည်တည်လေးတက်နိုင်တဲ့တုံချောင်းတစ်ချောင်းပဲလာချက်9000ယူပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ယူအချိန်မှာအမှုပညာကိုကျွန်တော်စိတ်ကြိုက်ဖန်တီးနေတာပေါ့ဗျာဘယ်လိုပြောအောင်လဲကျွန်တော်စီးပွားရေးလုပ်နေတာမဟုတ်သေးဘူးလက်လာပေါ့ပါလေးထိုးခြင်းနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော် PT လေးကိုကျွန်တော်ယူခြင်းနဲ့ပေါ့ဗျာကျွန်တော်ထိုးလိုက်တဲ့ပုံလေးကအဆင်ပြေချောချောမွေ့မွေ့ဒီဖြစ်သွားတာလေးကိုကျွန်တော်ယူခြင်းနဲ့ပေါ့ဗျာကျွန်တော်နာမည်လေးယူရဲဆိုပါတော့ဗျာအဲ့ဒါကြောင့်မလို့အဆင်ပြေအောင်လုပ်ပေးပါမယ်မင်းသားကြီးနဲ့လက်တွဲကြည့်ပါအဲ့ဆိုမိသားစုလိုပဲကျွန်တော်ကသွားတာရေကိုရင်းနေလို့မောင်နှမရင်းနေလို့ပဲကျွန်တော်ကခင်မင်းပါတယ်ခင်တတ်တယ်မင်းတတ်တယ်ချစ်တတ်တယ်အဲ့အတွက်ကြောင့်မို့လို့အဆက်ဆက်ရဲအဆင်ပြေစေရပါမယ်ဗျစီဝါရေးဘာတစ်ခုမှမလုပ်သေးပါဘူးမင်းသားကြီးကအမှုပညာကိုပဲဖန်တီးနေပါတယ်မင်းသားကြီးကိုမရှိဘူးအကိုကြီးကျွန်တော်တပြားမှမရှိဘူးဗျာကျွန်တော်ပတ်စံတွေကြားမှမရှိဘူးတတူးကြတော့ထိုးကျင်တယ်ဆိုလဲပုံမှန်လင်းလင်းပြောပြီးတော့လာထိုးပါတကယ်ပါမင်းသားကြီးကတကယ်လုပ်ပေးမယ်ဆိုတကယ်လုပ်ပေးမယ်မလုပ်ပေးဘူးဆိုမလုပ်ပေးဘူးစိတ်ပါလို့ရှိရင်စီဘူးပါယူလာခဲ့ဒီလိုစီဘူးလေးနဲ့ပါအဲ့လက်စတာမဟုတ်ပါဘူးတကယ်ပတ်စံမရှိဘူးဆိုတကယ်လုပ်ပေးပါမယ်ပုံမှန်လင်းလင်းပြောပါအဆင်ပြေအောင်ကျွန်တော်ညှိနှိုင်းပေးပါကျွန်တော်တော့ဒီကြောပြီးကိုဒီလောက်တော့မတက်နိုင်ဘူးဒီလောက်တော့တက်နိုင်တယ်စေဦးအကူရတယ်ကျွန်တော်ရေးပေးမယ်အဆင်ပြေအောင်ပေါ့နော်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေအသက်ရှူတိုင်းငွေဝင်ကြပါစေစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ကျွန်တော်မင်းသားကြီးကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်